မေလန်ကမိဘစကားကိုအမြဲတမ်းမြေဝဲမကျနားထောင်တတ်တဲ့သမီးလိမ္မာလေးတစ်ယောက်ဖြစ်ပါတယ်။သူဟာကျောင်းမှာလည်းအမြဲတမ်းထိတ်ဆုံးကနေတက်တက်ကြွကြွရှိနေပြီးဘာသာရပ်တိုင်းမှာအမှတ်ကောင်းကောင်းရအောင်အမြဲကြိုးစားနေတဲ့စံပြကျောင်းသူလေးတစ်ယောက်လည်းဖြစ်ပါတယ်။သို့တော်လည်းသူ့ဘဝမှာဘယ်သူမှမသိနိုင်တဲ့ထူးခြားတဲ့လျှို့ဝှက်ချက်တစ်ခုရှိနေခဲ့တာပဲဖြစ်ပါတယ်။မေလန်မှာအချစ်ဆုံးတငယ်ချင်း၃ယောက်ရှိပြီးသူတို့ဟာလေးထောင်လို့ခေါ်တဲ့တေးဂီတဖွဲ့ရဲ့ပရိသတ်တွေဖြစ်ကြပါတယ်။ညနေတိုင်းမှာတော့မေလန်ဟာသူ့အမေနဲ့အတူတူသူတို့မိသားစုအစဉ်ဆက်ထိမ့်သိမ်းလာတဲ့ပုံကျောင်းလေးမှာတန်ရှင်းရေးလုပ်ရင်းအချိန်ကုန်ဆုံးရပါတယ်။ဒီပုံကျောင်းဟာသူတို့ရဲ့ဘိုးဘေးတွေကိုအမျက်တနိုးနဲ့ပူဇော်ပသတဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်။ဒီပုံကျောင်းမှာရှိတဲ့ဘိုးဘေးတွေဟာတိရစ္ဆာန်တွေနဲ့ဆက်သွယ်နိုင်တဲ့ထူးခြားတဲ့စွမ်းအားတွေရှိကြပြီးအထူးသဖြင့်ပန်ဒါနီလေးတွေကသူတို့မိသားစုကိုစောင့်ရှောက်ပေးခဲ့ကြပါတယ်။မေလန်ကပုံကျောင်းကိုလာလေတဲ့ဧည့်သည်တွေကိုဒီအကြောင်းအရာတွေကိုစိတ်ဝင်စားနဲ့ရှင်းပြပေးနေတာဟာသူ့ရဲ့နေ့စဉ်အလုပ်တစ်ခုလိုဖြစ်နေပြီးမိဘတွေကိုလည်းအမြဲကူညီပေးနေတဲ့ကလေးလေးဖြစ်ပါတယ်။တညမှာတော့မယုံနိုင်စရာကောင်းတဲ့အိမ်မက်တွေမက်ပြီးတဲ့နောက်မေလန်ဟာအိယာကနိုးလာတဲ့အခါမှာအေယာမပန်ဒါနီကြီးတစ်ကောင်ဖြစ်ပြောင်းလဲနေတာကိုထိတ်လန့်ဖွယ်တွေ့လိုက်ရပါတယ်။မှန်ထဲမှာသူ့ရဲ့ပုံစံကိုမြင်လိုက်ရတဲ့အခါမှာတော့မေလန်တယောက်အရန်ကိုကြောက်လန့်သွားပြီးဒါဟာဘလို့ဖြစ်လာရတယ်လဲဆိုတာကိုစဉ်းစားလို့မရပဲအခန်းထဲမှာပုံအောင်နေခဲ့ရပါတယ်။မေလန်ဟာသူ့ရဲ့ဒီထူးခြားတဲ့အသွင်ပြောင်းမှုကိုသူ့အမေမသိအောင်အစွမ်းကုန်ဖုံးကွယ်ထားဖို့ကြိုးစားနေရပါတယ်။အမေဖြစ်သူကတော့မေလန်တယောက်နေမကောင်းဖြစ်နေတာလားဒါမှမဟုတ်အပြိုဖော်ဝင်စားဖြစ်လို့စိတ်တွေကြောက်ကြက်ဖြစ်နေတာလားဆိုပြီးစိုးရိမ်ကြီးနဲ့တကားအပြင်ကနေအကူအညီပေးဖို့ကြိုးစားနေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ကျောင်းမှာစာတင်နေတော့မှလည်းမေလန်ရဲ့စိတ်လှုပ်ရှားမှုတွေကြောင့်ပန်ဒါနီပုံစံကခဏခဏပေါ်ထွက်လာဖို့ကြိုးစားနေပါတယ်။သူ့အမေကကျောင်းထိလိုက်လာပြီးလုံခြုံရေးဝန်ထမ်းတွေနဲ့ပြဿနာဖြစ်နေတာကိုမေလန်မြင်လိုက်ရတဲ့အခါမှာတော့အဆက်ကွဲပြီးဒေါသတွေထွက်လာရကနေပန်ဒါနီကြီးတစ်ကောင်ဖြစ်အားလုံးရဲ့ရှေ့မှာပြောင်းလဲသွားခဲ့ရပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့မေလန်ရဲ့မိဘတွေကသူတို့မိသားစုရဲ့မျိုးရိုးစဉ်ဆက်ဆင်းသက်လာတဲ့ပန်ဒါနီစွမ်းအားအကြောင်းကိုစတင်ပြီးဖွင့်ဟပြောပြလာပါတော့တယ်။ရှေ့ရခင်ကစံရီဟာမိသားစုကိုကာကွယ်ဖို့အတွက်ဒီစွမ်းအားကိုရရှိခဲ့တာဖြစ်ပြီးဒီစွမ်းအားကိုပြန်ပြီးချိတ်ပိတ်ဖို့အတွက်အနီရောင်လာမင်းထွက်ပေါ်လာတဲ့ညမှာအခမ်းအနားတစ်ခုကိုပြုလုပ်ရမှာဖြစ်ပါတယ်။ဒီလိုနဲ့မေလန်ဟာသူ့ရဲ့ပန်ဒါနီပုံစံကိုတငယ်ချင်းတွေနဲ့အတူတူအသုံးချပြီးသူတို့သွားကျင်တဲ့လေတောင်ဂီတပွဲလက်မှတ်ဖို့အတွက်ပတ်စံတွေရှာဖွေဖို့စီစဉ်ကြပါတယ်။ကျောင်းသားတွေအားလုံးကမေလန်ရဲ့ချစ်စရာကောင်းတဲ့ပန်ဒါနီပုံစံလေးကိုသဘောကျနေကြပြီးဓာတ်ပုံရိုက်ဖို့အတွက်ပတ်စံတွေအများကြီးပေးကြတာကြောင့်သူတို့ရဲ့ရည်မှန်းချက်ကတဖြည်းဖြည်းနီးစပ်လာပါတယ်။ဒါပေမဲ့မေလန်ရဲ့အမေကတော့ဒီပွဲကိုသွားဖို့ခွင့်မပြုတဲ့အပြင်မေလန်ကိုအိမ်မှာပဲနေဖို့တင်းတင်းကြပ်ကြပ်အမိန့်ပေးထားပါတယ်။ဒီလိုနဲ့အနီရောင်လာမင်းထွက်ပေါ်လာတဲ့ညမှာမိသားစုဝင်တွေအားလုံးစုဝေးပြီးမေလန်ရဲ့ဝိညာဉ်ကိုချိတ်ပိတ်ဖို့အခမ်းအနားစတင်တဲ့အခါမှာတော့မေလန်ဟာသူ့ရဲ့ပန်ဒါနီပုံစံကိုဆွတ်လွတ်ဖို့ဝေခွဲမရဖြစ်နေတာကိုတွေ့ရပါတယ်။နောက်ဆုံးမှာတော့မေလန်ဟာသူ့ရဲ့ပန်ဒါနီဝိညာဉ်ကိုချိတ်မပိတ်ပဲလေးထောင်ဂီတပွဲကိုထွက်ပြေးသွားခဲ့ပါတယ်။အဲ့ဒီမှာသူ့အမေကဒေါသတွေအကြီးအကျယ်ထွက်ပြီးအေယာမပန်ဒါနီကြီးအဖြစ်ပြောင်းလဲကဂီတပွဲတစ်ခုလုံးကိုဖျက်ဆီးဖို့ကြိုးစားတဲ့အခါမှာတော့မြို့သူမြို့သားတွေအားလုံးဟာကြောက်လန့်တကြားနဲ့ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့အထိအခြေအနေတွေကဆိုးရွားသွားခဲ့ပါတယ်။အဖွားနဲ့ဒေါ်တွေအားလုံးဟာလည်းသူတို့ရဲ့အဆောင်ရောင်တွေကိုဖျက်ဆီးပြီးပန်ဒါနီတွေအဖြစ်အသွင်ပြောင်းကမေလန်ရဲ့အမေကိုထိမ့်သိမ်းဖို့ဝိုင်းဝန်းကူညီခဲ့ကြပါတယ်။လူတိုင်းရဲ့စီးလုံးမှုနဲ့အတူတူတခြင်းတွေတီးဆိုပြီးအခမ်းအနားကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့တာကြောင့်အခြေအနေတွေဟာပြန်လည်တည်ငြိမ်သွားပြီးမိသားစုဝင်တွေအားလုံးပြန်လည်တည်မြတ်သွားခဲ့ကြပါတယ်။စက်သိမ်းပိုင်းမှာတော့မေလန်ဟာသူ့ရဲ့ပန်ဒါနီပုံစံကိုလက်ခံပြီးမိသားစုနဲ့အတူတူပျော်ပျော်ရွှင်ရွှင်နေထိုင်သွားတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ပုံကျောင်းမှာလည်းပန်ဒါနီလေးဖြစ်တဲ့ဧည့်သည်တွေကိုရှင်းပြပေးနေတာကြောင့်အရင်ကထပ်ပိုပြီးစီကားလာခဲ့ပါတယ်။ဒါဟာမေလန်အတွက်တော့သူ့ရဲ့ကိုယ်ပိုင်ဘဝကိုလွတ်လပ်စွာရွေးချယ်နိုင်ခဲ့တဲ့အမှတ်တရတစ်ခုဖြစ်သွားခဲ့ပါတော့တယ်။